ရက်ဖြစ်နေပြီ တရက်သီးမဲ့တွေပေါ်တော့တရက်သီးဝိုင်လေးလို့ဖြစ်ပါတယ်။လောရတာလည်းလွယ်ပြီးပါဝင်ပစ္စည်းတွေကလည်းနေတာမို့လို့ကိုယ်တိုင်အိမ်မှာလုပ်တော့ကြည့်ကြပါနော်။တရက်သီးဝိုင်လုပ်ဖို့ဆိုရင်တန်ရှင်းဖို့ကအရန်ရေးကြီးပါတယ်။မတန်ရှင်းဘူးဆိုရင်ဝိုင်မဖြစ်ပဲပုတ်သွားတတ်လို့ပါ။ခွန်ခွာထားတဲ့တရက်သီးမဲ့တွေကိုအစည်းပြအောင်ရေတန့်လေးနဲ့တေချာဆေးကြောပေးရပါမယ်။ပြီးရင်တော့ခုလိုတုံးသေးလေးတွေစိတ်ပြီးတော့ဘရန်နာနဲ့ပဲကြိတ်ကြိတ်စကားနဲ့ပဲတိုက်ချချအစိမ်ပြေသလိုအနှစ်လေးတွေလုပ်ပေးပါနော်။ ထားတဲ့အနှစ်လေးတွေရပြီဆိုရင်ဝိုင်လုံးမဲ့ဘူးတွေကိုလောင်းထည့်လိုက်ပါမယ်။တရက်သီးနှစ်ရဲ့တဝက်စာပမာဏကိုတကြားကိုသုံးပေးပါမယ်နော်။ပြီးရင်တော့ရေ3လီတာလောက်နဲ့တကြားရေပျော်သွားတဲ့အထိ煮ပေးပါမယ်။ရလာတဲ့တကြားရေကိုအေးခံပြီးဘူးတွေကိုလောင်းထည့်ပေးလိုက်ပါတယ်။တဆေးကိုတော့17 gram တစ်ထုပ်လုံးသုံးလိုက်ပါတယ်။ပါဝင်ပစ္စည်းတွေအကုန်လုံးကိုတမတော့အောင်ရောမွေပြီးရင်တော့ဒီဒီဝိုင်လုပ်တဲ့ process ကပြီးပါပြီ။ဒီနေရာမှာတကြားနဲ့တဆေးရဲ့ဓာတ်ပြုတ်မှုကြောင့် gas တွေထက်လာမှာမို့ဖုံးအုပ်တဲ့နေရာမှာအဝတ်ပါးစောက်အုပ်ပေးတာပို့ပြီးတော့ဆင်ပြေပါတယ်နော်။အကုန်လုံးပြီးသွားရင်တော့ဘူးကိုအရေးရပြီးလေဝင်လေထက်ရှိတဲ့နေရာမှာထားရပါမယ်။ဒီနေထားလေးကတရက်ဒီဝိုင်လုပ်ထားတဲ့ပထမဆုံးနေထားလေးပါ။နေ့တိုင်းရောင်းမတန်းတန်းလေးနဲ့အထအောင်နှက်ဆက်အောင်တဖြည်းဖြည်းချင်းမှုပေးရမယ်နော်။ခုလိုလုပ်တာကအပေါ်ပိုင်းမှုတက်တာကနေကာကွယ်ပြီးသားဖြစ်တယ်လို့တဆေးရဲ့ဓာတ်ပြုတ်မှုကိုလည်းပို့ပြီးထောက်ဖို့ဖြစ်စေပါတယ်နော်။ပုံမှန်ဆိုရင်တော့9ရက်ကနေ10ရက်လောက်ထားပြီးရင်တော့နှစ်တွေစစ်ထုတ်လို့ရပါပြီ။ဒီနေထားမှာအရသာကိုမြည်ချပြီးလိုတလိုပြုပြင်လို့ရပါသေးရဲ့နော်။ဝိုင်အရသာကိုပြင်းပြင်းလေးတောက်ချင်တော့တခြားနည်းနည်းလေးထပ်ထည့်ပြီးပါနော်။ဒီနေရာမှာတကြားထက်ထည့်မယ်ဆိုရင်အချို့ထက်များမယ်လို့ထင်နိုင်ပေမဲ့အမှန်တကယ်တော့တဆေးနဲ့တကြားဓာတ်ပြုတ်ပြီးအယ်ကိုဟောပမာဏပိုပြီးများလာစီမှာမဟုတ်လို့ပါမြမကတော့တကြားထက်မထည့်တော့ပဲသူ့အနေထားအတိုင်းပဲလူကြီးတွေကိုပေးနှိလိုက်ပါတယ်စိတ်ကြည့်လားကောင်းတယ်ကွာအရက်ဖြစ်နေပြီ ညီမတို့ခွဲကတော့မတောက်နိုင်ဘူးပြန်ရည်နဲ့တံမြာရောပြီးတော့မှတောက်လိုက်ပါတယ်တဘာဝအတိုင်းစစ်ထားတာမို့ရောင်းနှောင်းရင်ကြီးတော့မရပါဘူးဝိုင်ရတာကောင်းကောင်းလေးရဖို့အတွက်ဆိုရင်အနေစစ်ထားတဲ့ဝိုင်ရည်ကြီးတွေကိုပလင်းထဲကိုပြောင်းထည့်ပြီးအနည်းဆုံး9လ6လလောက်ထားပေးရမယ်နော်အဲ့လိုလေးထားပေးမှဝိုင်ရတာနုနုညံ့ညံ့လေးနဲ့ဝိုင်ရည်ကြီးလေးကိုရရှိနိုင်မှာပါဆုံးထိကြည့်ပေးလို့ကျေးဇူးပါ